ရိုဘောနစ်ဒဏ်ရာတူအစားထိုးခြင်းဟာမကြသေးခင်ကတည်းကအလွန်လူကြိုက်များလာပါတယ်အတိတ်ကာလမှာတော့ကျွန်ုပ်တို့မှာတန်တရားတွေရှိခဲ့ပေမဲ့မိနစ်၄နှစ်အတွင်းရလဒ်တွေကိုကြည့်မယ်ဆိုရင်ဒီနည်းပညာကတဖြည်းဖြည်းတက်လာပြီးအောင်မြင်မှုကြီးတစ်ခုဖြစ်လာပါတယ်အဓိကအကြောင်းရင်းကတော့တိကျမှုကရိုဘောနစ်တူစားထိုးခြင်းအောင်မြင်ဖို့အတွက်အဓိကတော့အချက်ဖြစ်ပါတယ်ကျွန်ုပ်တို့ကအစားထိုးပစ္စည်းကိုလိုအပ်တဲ့နေရာမှာတိတိကျကျထားနိုင်ပြီးမူလဒုတက်မှုကိုပြန်လည်ရရှိစေပါတယ်ကျုပ်တို့ကအယိုးလီတာနည်းနည်းထက်တောက်မှုနည်းနည်းအယိုးပတ်ဝန်းကျင်သားရေပြားကိုလည်းနည်းနည်းသာဖြတ်တောက်တာကြောင့်ခွဲစိတ်ပြီးနောက်နာကျင်မှုနည်းပြီးပြန်လည်သက်သာမှုလည်းမြဲမြဲဆက်ဆံဖြစ်ပါတယ်ကျွန်ုပ်တို့ကသူတို့ကိုခွဲစိတ်ပြီးတစ်နေ့တည်းမှာပဲလမ်းလျှောက်စီပြီးနောက်တစ်နေ့မှာအိမ်ပြန်ခွင့်ပေးပါတယ်ဒါကြောင့်ပဲလူကြိုက်များလာတာပါနာကျင်မှုနည်းပြီးအစားထိုးပစ္စည်းကလည်းကြာရှည်ခံလို့ပါ